ကုန်လုံးကိုလင်းဆိုင်ခံတာအဲ့မှာကျွန်တော်ကအကူကြီးတောင်းတာမြန်မာငွေလေး2သိန်းနဲ့အဲ့တော့သူတို့ဘလို့ပြိပခါဖြစ်လို့လည်းမသိဘူးသူကိုလင်းကသူကန်းကြီးရောက်နေရဲ့ညီလေးကိုကြီးစီစဉ်ပေးမယ်ဒါမဲ့ဒီအောင်ကိုကြီးကူညီပေးမယ်မင်းအခုရှာကူညီတောင်းတာလည်းမပြောနဲ့ဘူးမှလည်းမပြောတာညီကိုချင်းမျိုးဒါမင်းကိုငါထုတ်ပေးလို့လည်းမင်းကိုပတ်စံဈေးကပေးတာလည်းမဟုတ်ဘူးတဲ့ဘာကြောင့်လဲဆို all right produce by trailing ကိုဗျကျွန်တော်အပြင်မှာသွားကလာကစားစိတ်တွေကိုကိုဆက်ရပေးမယ် producer ကသူထားပါတော့အဲ့တော့ကျွန်တော်ဗျာတစ်ချက်မှာကျွန်တော်အခွေကိုသူ produce လုပ်လို့မရဘူးဗျာတစ်ချက်မှမရဘူးတော့သူဘယ်နှခေါက်ပဲထွက်ကျွန်တော်မရဘူးဒါပေမဲ့၄နှစ်တာကျွန်တော်စူးစမ်းခွင့်မှာသူရှာကျွန်တော်ပတ်စံ2သိန်းကျွန်တော်ချိမိလိုက်တယ်ဒါပေမဲ့ तू ကဒီကိုစိတ်နဲ့အပြီးပေးလိုက်တာလို့ तू ကျွန်တော်ပေးလိုက်တာဖြစ်တာအခွေထွက်ပြီးမှစ2019ခွေထွက်ပြီးအကုန်လုံးကလည်းအခွေတွေကြောင်းကကျွန်တော်လက်မှတ်တွေကျွန်တော်မပြောတော့ဘူးအဲ့တော့ထိလိုက်မယ်ပုံတွေလဲကျွန်တော်တို့အဲ့မှာအခွေထွက်တဲ့ဘွဲမှာကိုလင်းတို့လည်းရှိတယ်ဒါဒီလူတို့အကုန်လာပြီးတယ်ပေါ့နော်2သိန်းကြောင်ကျွန်တော်ဘန်ထုတ်တာဘာကြောင့်လဲဆိုတော့ငါတို့မပြောဘဲနဲ့ကိုရင်းရှာမင်းဓာတ်ရိုက်သွားပြောလိုက်တဲ့အတွက်ကြောင့်ကျွန်တော်ဓာတ်ရိုက်ပြောမှာပဲလေကျွန်တော်ဓာတ်ရိုက်ပြောပိုင်နေရှိတယ်အဲ့ကိစ္စနဲ့ပတ်သက်ပြီးအဲ့ error ကြောင့်ကျွန်တော်ထုတ်တာဆိုတော့ကျွန်တော်မရှင်းလို့ဒီကနေပဲပြောပါမယ်ကိုလင်းလေးနဲ့ကျွန်တော်နဲ့2ယောက်တည်းတည်တဲ့ကိစ္စဗျာငွေရလဲ30မဟုတ်300မဟုတ်300မဟုတ်ဘာကြောင့်ဘန်ကတည်ပြီးကျွန်တော်ခေါ်ပြီးဖြုတ်တာလဲဘာကြောင့်ကျွန်တော်ဘန်က drama တွေ guitarist ချက်ဆိုမှာအချိန်မှာတော်လိုင်းမှာကျွန်တော်တော်လိုင်းပဲလုပ်တယ်လက်နက်ကင်တော်လိုင်းပဲလုပ်တယ်ထောက်ဖို့တယောက်ဖြစ်အစစ်စစ်ဖြစ်စေချင်လို့ကိုကိုဖြစ်စေချင်လို့ကွက်အလုံးလုံးတယ်ရတဲ့ငွေလေးနဲ့ကျွန်တော်ပြန်ထောက်ပံ့တယ်ပြောချင်တာကကိုကထားပေါ့နိုင်ငံကြီးသူတော်စင်လုံးမှာလားဘာလုံးမှာလဲနည်းနည်းကွဲပြားဖို့လိုတယ်အစိုးရဘဲလားကွဲမိချာပါလေထပ်ပြောပါဦးမယ်အဲ့ဒါလည်းအဲ့ကိစ္စတွေပြီးတော့ကျွန်တော်လည်းစိတ်ကခုသွားတာပါရောမပတ်သက်တော့အိတ်ပဲနဲ့ကျွန်တော်မပတ်သက်ဘူးကျွန်တော်ဖုန်းလည်းမခေါ်ဘူးဘာကြောင့်လဲဆိုတော့ဒါညီကိုချင်းတည်တဲ့ကိစ္စလို့သူပြောပြီးတော့ဘန်ကိုပါသူပြောပြီးတော့ကျွန်တော်ဖြုတ်ခိုင်းတဲ့ပုံစံကြီးအဲ့ကျွန်တော်မပတ်သက်တော့မပတ်သက်တဲ့အချိန်ကဘယ်တော့ကြာလာလဲဆိုကိုဗစ်ကျွန်တော်မှတ်ရရကျွန်တော် second wave တင်တယ်ဒါကိုဗစ်တော်ဖြစ်နေတဲ့အချိန်မှာဒီညကျကျွန်တော်ရှိဖုန်းဝင်လာကိုလင်းနဲ့အဲကျွန်တော်ဖုန်းကင်လိုက်တော့ဟုတ်ပြီဟုတ်ကဲ့ကိုပြောပါပေါ့ဒီကြားထဲမှာတောက်လျှောက်တော့နှစ်ချီကျွန်တော်စကားမပြောတာကျွန်တော်ဖုန်းကိုမဆက်တော့တာအဲ့မှာဖုန်းဝင်လာတော့ကျွန်တော်ကင်လိုက်တော့အခုရဲ့ရောက်ကမှာပေါ့အခုရဲ့ရောက်ကမှာဆိုကျွန်တော်ကတီးလိုက်ပြီးဥစ္စာကကိစ္စတစ်ခုကိုဖြစ်ပြီကျွန်တော်နဲ့လည်းဦးလေးလိုခင်ပါတယ်ဘာလို့လဲဆိုတော့မန်လေးဆုံးမှာကျွန်တော်အဲ့ဒီ recording မသွင်းခင်နဲ့ကျွန်တော်မန်လေးဆုံးခဏခဏရောက်နေတယ်လူဘာလို့လဲဆိုတော့ကျွန်တော်အကိုကြီးတချင်းငွေထွက်ခလဲရမန်လေးဆုံးနဲ့ပဲတီးရကိုစောလက်တို့အဲ့တော့မန်လေးဆုံးနဲ့ကိုစောလက်တို့နဲ့မခွာပြဲသေးဘူးနောက်ပိုင်းမှာကိုစောလက်တို့က Galleries ကိုစောလက်တို့က Rose of Sharon နဲ့ Europea Tower သူအဲ့မှာ studio ကန်နေတယ်မှာ